ခမရဂျပန်ပြည်ကိုပြန်ရင်ခုပြန်ဒါမှမဟုတ်ကျုပ်ဓာစာမိလိုက်မယ်ဂျပန်ခေတ်မဟုတ်တော့ဘူးညီလေးချစ်ကြည်ရေးအတွက်လာတာပါချစ်ကြည်ရေးဟုတ်လားအရှင်မင်းဘာလို့မိန်းမတွေတယောက်ပြီးတယောက်ယူနေတာလဲရှင် နင်မေးပြီးပြီလားဒါပြီးရင်နင်းလဲပဲကောင်းမ အမလေးမှားပြီဘာလို့ကျမကိုရွေးခဲ့တာလဲ တခြားသူတွေကညင်းလို့လေကဲလို့ကျေးဇူးတင်ပါတယ်ရှင် မင်းသားအချိန်မီရောက်မလာရင်ဒီအသက်အရွယ်မှာနောက်ထပ်လင်တယောက်ရှာတွေ့တော့မှာမဟုတ်ဘူး ဖရဒီအန်ဒီတကယ်မလွယ်ဘူး ချစ်ကိုတို့လက်ထက်ကြရအောင် ကိုတို့ကငငယ်လေးရှိပါသေးတယ်ကိုကြီးရဲ့နောက်10နှစ်လောက်စောင့်ကြရအောင်လေ မင်းကအရန်လာတယ်ငါမင်းကိုစားမလို့ပဲဒါပေမဲ့အခုမစားကျင်တော့ဘူး ဘာလို့မစားကျင်တာလဲ ဘာလို့ဆိုမင်းကအရန်ညစ်ပတ်လို့မင်းနေ့တိုင်းမှန်မှန်ရေးမချိုးဘူး ဒီမှာကိုကြီးပြပြမှာကွာကိုကြီးတစ်ကဘာလုံးကိုလည်းပက်ပြီးချပြီးဂျိုရိုင်းနဲ့လည်းချပြီးမင်းတို့မြန်မာနိုင်ငံရောက်မှနေထူးနိုင်တယ်မှာခံလဲရတယ်လှီးပဲ